ခမရတို့ကျွန်တော်ကိုပြောပြချီပါကဘာပေါ်မှာအချမ်းသာဆုံးဘောလုံးသမားလို့ပြောလိုက်ရင်ဘသူ့ကိုပြည့်မြင်မိတယ်များသောအားဖြင့်တော့ရိုနယ်ဒိုဒါမှမဟုတ်လို့ရှင်မက်ဆီလို့ပဲဖြေကြမှာပါဟုတ်ပါတယ်သူတို့ကဘောလုံးလောကရဲ့နက်ဖရားတွေဖြစ်တယ်လို့ငွေကြေးတနာပိုင်းမှာလည်းထိဆုံးရပါပြီဒါပေမဲ့ကျွန်တော်ခုပြောပြပေးမယ့်သူကအဲ့ဒီကနဝင်ကစားသမား2ယောက်ရဲ့ပိုင်ဆိုင်မှုကိုပေါင်းလိုက်ရင်တောင်10သားလောက်ပိုပြီးချမ်းသာနေတဲ့သူပါသူ့မှာရွှေဘောလုံးစုတွေမရှိဘူးသူ့နာမည်ကိုလူတိုင်းမသိကြဘူးဒါပေမဲ့သူကွင်းထဲမှာဘောလုံးကန်နေရတာကပတ်စံတွေမဟုတ်ဘဲနဲ့ဝါသနာတစ်ခုတက်ပဲဆိုတာခမည်းတော်ယုံနိုင်မလားအခုဗီဒီယိုမှာတော့ဒီထူးဆန်းလွန်းတဲ့ဘီလီယံနာဘောလုံးသမားရဲ့အကြောင်းကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်သူ့နာမည်ကဖာရီဘိုကီယာလို့ခေါ်ပါတယ်။အတန်တော်မောက်သွားလို့ရှိရင်လည်းခွင့်လွှတ်ပေးကြပါ။သူကလက်ရှိမှာထိုင်းလီမှာကစားနေတဲ့ဘရူနိုင်းလက်ရွေးစင်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။သူ့နာမည်ကြားလိုက်ရင်တော့တာမန်ပါပဲ။ဒါပေမဲ့သူ့ရဲ့နောက်ကျောင်းကိုကြည့်လိုက်ရင်တော့သူကဘရူနိုင်းဘရင်ရဲ့တူတော်မောင်ဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။သူ့ကို1998မေလ9ရက်နေ့အမေရိကန်မှာမွေးဖွားခဲ့ပါတယ်။ဒါကြောင့်သူကအမေရိကန်နဲ့ဘရူနိုင်းနိုင်ငံသားအဖြစ်ခံယူထားပါတယ်။ဒါပေမဲ့လက်ရွေးစင်ကိုကိုစားပြုတဲ့အခါမှာသူကဘရူနိုင်းကိုစားပြုအဖြစ်ပဲရွေးချယ်ခဲ့ပါတယ်။ဖာရီဘိုကီယာကအရက်9ပေ6လက်မရှိပြီးတော့တောင်ပန်ကစားသမားဖြစ်တဲ့ကစားသမားဘဝကိုစတင်ခဲ့ပါတယ်။သူ့ရဲ့လူငယ်ကစားသမားဘဝမှာပရီးမီးယားလိဂ်ကလပ်တွေနဲ့ပဲကျင်လည်ခဲ့ပါတယ်။သူ့အသက်17နှစ်မှာဆောက်တင်နန်အကယ်ဒမီအသက်16နှစ်မှာချယ်ဆီလူငယ်အကယ်ဒမီ19နှစ်မှာတော့လက်စတာလူငယ်အကယ်ဒမီတွေနဲ့အင်္ဂလန်ပြည်တွင်းမှာပဲအချိန်ကုန်ဆုံးခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့စီနီယာကစားသမားဘဝကိုတော့2021ခုနှစ်မှာဒါလီမှာပဲစတင်ဖြတ်သန်းခဲ့ပါတယ်။2023ခုနှစ်မှာတော့ရက်ချာဘူရီအသင်းကိုပြောင်းရွှေ့လာခဲ့ပြီးအခုချိန်ထိအဲ့ဒီအသင်းမှာပဲသူကကစားနေတော့မှာပဲ။သူကဘောလုံးကန်ရင်ချမ်းသာတာတယ်ဆိုတာထက်ဘရူနိုင်းတော်ဝင်မိသားစုကနေဆင်းသက်လာတာကြောင့်အစကတည်းကချမ်းသာပြီးသားဖြစ်ပါတယ်။သူ့မိသားစုပိုင်ဆိုင်မှုကဒေါ်လာဘီလီယံ20ကျော်ထိရှိပါတယ်။ဒေါ်လာဘီလီယံ20ဆိုတာမက်ဆီနဲ့ရိုနယ်ဒိုတို့ရဲ့တသက်တာရှာဖွေခဲ့သမျှထက်အစာပေါင်းများစွာတာလွန်နေပါတယ်။ဒီနေရာမှာကျွန်တော်တို့စဉ်းစားစရာတစ်ခုရှိလာပါတယ်။သူ့မှာဒီလောက်ပတ်စံနေရှိရနဲ့ဘာလို့ပင်ပင်ပန်းပန်းဘောလုံးကန်နေရတာလဲ။သူကဇိမ်ခံကားတွေစီးလို့ရတယ်။ကျုံးပေါ်မှာအနားယူပြီးဘရင်တစ်ပါးလိုနေလို့ရရဲ့နဲ့ဘာလို့ဒဏ်ရာတွေရနိုင်တဲ့ဝေဖန်မှုတွေရှိတဲ့ဘောလုံးလောကတွေကိုရောက်နေရလဲ။တကယ်တော့အဲ့ဒါကဝါသနာပါပဲ။သူကငငယ်လေးနေရအတင်းကြီးတွေရဲ့အကယ်ဒမီမှာတခြားကစားသမားတွေလိုပဲအောက်ခြေကနေစပြီးစူးစမ်းခဲ့တာပါ။သူကအခွင့်အထူးခံတယောက်ဖြစ်နေချင်တာမဟုတ်ဘဲနဲ့သူ့ရဲ့ခြေထောက်နှစ်ဖက်နဲ့သူ့ရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ချင်ခဲ့တာပါ။ဒါကကျွန်တော်ပရိသတ်တွေအတွက်တော့အရန်ကိုလေးစားဖို့ကောင်းတဲ့အချက်ပါပဲ။ဖာရီဘိုကီယာရဲ့ဘဝကကျွန်တော်တို့ကိုသင်ခန်းစာတစ်ခုပေးတော့ပါတယ်။အဲ့ဒါကတော့ပတ်စံဆိုတာအရာအလုံးမဟုတ်ဘူးဆိုတာပါပဲ။သူ့မှာအရာအလုံးရှိပေမဲ့သူတကယ်ပျော်ရွှင်တာကကွင်းထဲမှာဘောလုံးကန်နေရတဲ့အချိန်တွေပါပဲ။လူတွေကသူ့ကိုအချမ်းသာဆုံးကစားသမားလို့သိကြပေမဲ့သူကတော့သူ့ကိုယ်သူဘောလုံးသမားတစ်ယောက်ဖြစ်နေပဲလူသိချင်တာပါ။ကဲခင်ဗျားတို့ရောဘယ်လိုမြင်လဲ။ပတ်စံတွေအပုံလိုက်ရှိနေရင်ရောအခုလိုပင်ပင်ပန်းပန်းဘောလုံးကန်နေအောင်မလား။ကွန်မန့်မှာပရိသတ်တွေရဲ့အမြင်ကိုမျှဝေခဲ့ပါဦးအခုလိုမျိုးထူးဆန်းတဲ့အကြောင်းအရာတွေကို Beyond the Page ကနေအမြဲတမ်းတင်ဆက်ပေးသွားမှာမို့လို့ Like and Subscribe လုပ်ဖို့မမေ့ပါနဲ့နော်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်